မိုးဆုံးမလေးလူနာဟာတန်ရာတွေနဲ့လဲရောက်နေတဲ့အဲ့ဒီကောင်လေးကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာပဲသူ့ရဲ့ချောမောလုံးနဲ့မျက်နှာလေးကိုငေးကြည့်ရင်ရင်ထဲမှာတုန်လှုပ်သွားခဲ့ရတယ်။လူနာဟာအဲ့ဒီအလားတရားကိုမပစ်စီးအောင်ထိန်းသိမ်းခြင်းပင်ပဲသူမရဲ့လက်တွေကအစိတ်တွေဖြစ်နေတာကြောင့်ကောင်လေးကိုထိမိရင်အန်ဒီရဲ့ဖြစ်မှာကိုကြောက်နေခဲ့ပြန်တယ်။သူမနဲ့သူမရဲ့အဖော်မိုးလေးဟာဘာလို့ရမှမသိပဲအနားမှာတောင့်တောင့်ကြီးရက်နေခဲ့ရတာပေါ့။အဲ့ဒီအချိန်မှာရောက်လာတဲ့ကြီးကန်းဟာသူတို့တွေတစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကြီးကန်းဆိုတာမျိုးကသူတစ်ပါးအရင်မှဝင်ပါလိမ့်မရှိဘူးလေ။သူရဲ့အလိုလိုတိစိတ်ကဒီကောင်လေးဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာကိုတတိပေးနေခဲ့တယ်။ကြီးကန်းကိုကူညီပေးဖို့နားချတဲ့အနေနဲ့လူနာဟာမိထဲမှာကောက်ရခဲ့တဲ့ကြောက်ခဲလေးတစ်လုံးကိုထုတ်ပေးခဲ့တယ်။ကြီးကန်းတွေကတောက်ပါတာကိုမက်မော်တကြတယ်လို့လူနာအေးတောင်းပန်နေတဲ့မျက်ဝန်းလေးတွေကလည်းအဲ့ဒီကြောက်ခဲလေးလိုပဲတောက်ပါနေခဲ့တာကိုနောက်ဆုံးတော့ကြီးကန်းလည်းစိတ်ပျော်သွားပြီးကောင်လေးကိုလူနာရဲ့အိမ်အထိတဲဆောင်ပေးခဲ့ပါလေ။ဒါပေမဲ့ကောင်လေးကိုကယ်တင်ဖို့ဆိုရင်သူ့ရင်ဘတ်ထဲကဓားမြောင်ကိုအရင်ဆွဲထုတ်ရမှာပါ။လူနာကဓားကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တဲ့အချိန်မှာကောင်လေးရဲ့ကိုယ်ထဲမှာရှိတဲ့အစိတ်တွေကိုသူမအာယုံခံမိလိုက်တယ်။အဲ့ဒီအစိတ်တွေဟာကျင်းစာတဲ့မိုးကြီးတစ်ခုအဖြစ်အသွင်ပြောင်းသွားခဲ့တယ်။အချင်းကြီးကပိုဆိုးလာတာကကောင်လေးရဲ့ကိုယ်ထဲကအစိတ်တွေဟာကုံဆုံးသွားတယ်လို့မရှိပဲပုံမိုကြီးမှပြီးကြောက်စရာကောင်းတဲ့မှုနဲ့ကြီးအဖြစ်ပြောင်းလဲလာတာပါပဲ။လူနာဟာကြောင်မက်ဖွယ်ခေါင်းတဲ့အရာတစ်ခုကိုနှိုးထစေလိုက်တယ်လို့ဖြစ်သွားခဲ့တယ်။အိမ်အိမ်လုံးမှာနမိတ်မကောင်းတဲ့အငွေ့အသက်တွေဖုံးလွှမ်းသွားခဲ့ရပြီ။ဒါပေမဲ့လူနာနောက်မဆုတ်ခဲ့ပါဘူး။သူမဟာအဲ့ဒီမိုးကြီးကိုရင်ခွင်ထဲပွေပိုက်ပြီးအစိတ်အားလုံးကိုကိုယ်တိုင်ဆုပ်ယူလိုက်တယ်။သူမရဲ့တကူလုံးမှာအစိတ်တွေပြည့်နှက်သွားတဲ့အချိန်ရှင်းပြဖို့အချိန်မရှိတော့တာကြောင့်သူမဟာတောအုပ်ထဲကိုတန်းပြေးသွားခဲ့တော့တယ်။မိုးတွေဖုံးလွှမ်းနေတဲ့မျက်ခင်းပြင်ထဲမှာတော့သူမကိုအမြဲဆောင်ရှောက်ပေးခဲ့တဲ့မိုးဘရင်ကြီးရှိနေပါလေ။မိုးဘရင်ကြီးကလူနာကိုသူ့လက်သမီးအရင်လေးလိုချစ်တာပါ။လူနာအစိတ်တွေတင်နာသွားတဲ့အခါတိုင်းမှာမိုးဘရင်ကြီးကအစိတ်တွေကိုတန့်စင်ပေးပြီးဖြေးဖြောက်ပေးလိမ့်ရှိတယ်။ဒါကြောင့်လူနာတောအုပ်ထဲကပြန်ထွက်လာတဲ့အချိန်မှာတော့သူမကိုယ်ထဲကအစိတ်တွေအားလုံးကင်းစင်သွားခဲ့ပါပြီ။ကောင်လေးဟာလူနာကြောင့်အသက်ချမ်းသာရခဲ့ပါတယ်